အားလုံးမင်္ဂလာပါเนาะကျွန်တော်တရှင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးကြပါမယ်ကျွန်တော်ညီလေးဆွေမျိုးအောင်အတွက်ကျွန်တော်ကိုယ်တိုင်ခံစားပြီးရေးဆက်ထားတယ်မဟာမီမေဆိုတဲ့တရှင်းလေးကိုအကျန်းလေးဆိုပြမယ်เนาะအားဆင်ပြေပါဦးလိုအပ်ချက်များရှိလဲအကျန်းပြပါဦးခင်ဗျာဟောအလန်နှလုံးပခုံးလက်နဲ့သေးမှာအမေကမွေးလို့သာကျွန်တော်လူဖြစ်လာကိုလာလွယ်ပြီးစေလာဖွာကအမေမွေးခဲ့တာအပူငန်းအဆက်ခါရီရှောင်ရှားခဲ့ပြန်တာရေနိုင်လွယ်ပြီးမွေးခဲ့တာဖာချင်တာလဲရှောင်ရှားလို့သာအမေမြတ်တာစေသနာနိုင်တူလို့မရနိုင်ပါဘူးဗျာသာဘဝအတွက်မဟာမေမေဝါသာဘဝရဲ့စံပြမိခင်အမေပါပဲဗျာအမေမြင်နာပီတိအပြုံးဖြာသာရင်နဲ့ပြောလို့မဆုံးပါချမ်းသာပါစေဗျာညစဉ်တိုင်းဆုတောင်းလို့နေတာသာဘဝအတွက်မမေမေပါအနန္တကာယဝင်ကျေးဇူးရှင်မဟာမေမေပါသာဘဝအတွက်ကိုယူစရာအမေပါပဲဗျာအမေမေတ္တာစေသနာသာတိပါတယ်ဗျာသာလိမ္မာတယောက်ဖြစ်ဖို့ရာသွန်သင်ဆုံးမခဲ့လေတာအမေစကားတွေနားထောင်လျက်ပါကျေးဇူးကြီးတဲ့မဟာမေမေသာဘဝအတွက်မဟာမေမေသာဘဝအတွက်မဟာမေမေကျေးဇူးကြီးတဲ့မဟာမေမေအမေကျေးဇူးတွေဆက်လို့မကုန်နိုင်ပြီအမေသာဘဝအတွက်မဟာမေ